မြတ်စွာဘုရားရှင်တရားမင်းကိုဖူးကွယ်ပြုတ်ပါပြီဆိုတော့မျက်နာကြီးကသုံးမှုလို့ပေါ့အလိုမကျတဲ့မျက်နာနဲ့ဒီကတရားကတာအလိုမကျနေတာဟိုကဒီဝိဇ္ဇာလေးကခုနှစ်ပုတ်နဲ့သူ့ကိုလန့်ဆိုတော့ဟဲကောင်းလိုက်တာကိုပြင်စားတိခါရဲ့စားရဲတော့မပါပေါင်းကျုပ်စိတ်ကူးရင်ပြီးပြောချင်အဲ့ဒါတကယ်တော့မလေးဘာလို့လဲတစ်ဖက်သက်သချင်းဆိုခံရတော့ဟိုဘာလို့လဲတန်သမီးကသဘောတွေကြအမှတ်တွေပေးပေါ့တရားကမျက်စိမျက်နှာပြက်ပြီးတော့ဘာလို့လဲဘုရားရှိဝမ်းသွားလိုင်ကူတဲ့ရောက်ဘုရားကတရားလည်းမြင်ရော့နတ်တို့တန်တဲ့အသင်တရားမင်းနဲ့ကိုစိတ်နှစ်ပါးကြံကံတာလို့မာရလားဟောဗါလဲတော့ကိုစိတ်နှစ်ပါးကြံကံတာလို့မာရလားလောကဝတ်ပြုငောင်ပြောရင်တခါကြီးကြောက်ရောက်လာရင်တခါကြီးနေကောင်းရလားကျမ်းမာရလားဒါမေးတာမဟုတ်လားအဲ့ဒီကကြမှာတရားကတင့်တင်လျောက်ပတ်တဲ့နေရာထိုင်ပြီးဥသုံးချိန်ချရှင်ခိုးပြီးတော့ဘုရားကိုတရားဘုရားကမေးတဲ့မေးခွန်းကိုတရားကဖြေတာဘုံတော်နေဝတွန်လဲတောက်ပါတော်မူတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဘုရားဘုရားတပည့်တော်နှင့်တကဝလူတွေနတ်သေးကလုံးနေဂုံမန်းနေရက်ခါတွေဟောကြည်စမ်းတရားကလူလေလုတ်တာဟောတရားလေလုတ်တာတကားရကမဗျာတကားရကမဗျာကြည်စမ်းသူကဖြစ်နေတာကသေကံလီးတာကသူတယောက်တည်းမဟုတ်လားသေကံလီးလို့မို့လို့တော်ကောင်းကြီးမြတ်ရေဘုရားကိုသွားပြီးတော့သွားလျှောက်တာဘုရားကကိုစိတ်နှပါကြံကံတာလို့မာရလာတရားမင်းဒါမီးအဲ့ဒါကိုတရားမင်းကဘာလို့လဲဘုံတော်နေဝထွန်းလဲသောပါတော်မူတော်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးဘုရားဘုရားတပည့်တော်နှင့်တကဝါလူတွေနတ်တွေကလုံးတွေဂုံမန်တွေရက်ခတွေကန္တပတွေအလုံးတွေဟာကိုစိတ်နှပါကြံမှာချမ်းသာခြင်းကြတယ်ဘုရားဟောဒီချမ်းသာတော်သူတော်ကောင်းများကိုစိတ်နှပါကြမ်းမှချမ်းသာခြင်းကြတယ်ဘုရားငြိမ်းချမ်းခြင်းကြတယ်ဘုရားဒါပေမဲ့လို့ကိုစိတ်နှပါမကြမ်းမနေဘူးဘုရားမချမ်းသာနေဘူးဘုရားမငြိမ်းချမ်းနေဘူးဘုရားလက်ပန်းချီပေါ်ရေးနားလည်လိုက်လားဟဲ့ကိုစိတ်နှပါကြမ်းမှချမ်းသာခြင်းနဲ့ငြိမ်းချမ်းခြင်းနဲ့ဒါပေမဲ့လို့ကိုစိတ်နှပါမကြမ်းမချမ်းသာမငြိမ်းချမ်းနေဘူးတဲ့တပည့်တော်တယ်လားမဟုတ်ဘူးဘုရားလူတွေနတ်သေးကလုံးတွေဂုံမန်တွေရက်ခတွေကန္တပါတွေဖျားတဲ့အဲ့ဒီစကလုံးပြောအဲ့ဒါနဲ့ဘုံတော်နေဝထွန်းလင်းသောမောတော်မူတော်မြတ်စွာဘုရားအဲ့ဒီလိုကိုယ်စိတ်နှပါကျမ်းပါချမ်းသာခြင်းပါလျက်နဲ့ကိုယ်စိတ်နှပါမကျမ်းမချမ်းသာနေတာဘာကြောင့်ပါလဲဖျားဟောတခါကြီးများရေးဟောဗျာဖြေကြပါအောင်ဟဲ့တခါကြီးများဩတခါကြီးတို့တခါမကြီးတို့တခါမကြီးများဩတခါမကြီးတွေတန်ထွက်တယ်တခါကြီးများတန်လေးလုံးခင်ဗျားတို့ကလည်းတခါကြီးတွေငကိုလေးကမှနဲပါပြီးတော့နေဟမ်ဟိုနားတာခင်ဗျားတို့ကများတာပါအဲ့တော့ပြောချင်တာကဘာလဲလို့မေးလို့ရင်ကိုယ်စိတ်နှပါချမ်းသာချမ်းသာခြင်းကြတယ်တခါကြီးတို့တခါမကြီးတို့ကဦးဇင်းတို့ကကိုယ်စိတ်နှပါမချမ်းသာခြင်းကြဘူးလားချမ်းသာခြင်းနဲ့ငြိမ်းချမ်းခြင်းကြတယ်ဆိုတာမသိကြဘူးလားကိုယ်စိတ်နှပါချမ်းသာခြင်းကြတယ်ငြိမ်းချမ်းခြင်းကြတယ်ဒါပေမဲ့လို့ကိုယ်စိတ်နှပါမချမ်းသာမငြိမ်းချမ်းဘူးဘုရားအဲ့ဒါဘာကြောင့်ပါလဲဘုရားဘယ်သူမေးတာဘယ်သူကိုမေးတာဘုရားကိုမေးတာတရားမင်းကတို့ကိုယ်စားမေးနေသလိုပဲမဲလားဟဲ့ကိုယ်စိတ်နှပါချမ်းသာခြင်းနဲ့ငြိမ်းချမ်းခြင်းနဲ့ကိုယ်စိတ်နှပါမချမ်းသာနေဘူးမငြိမ်းချမ်းနေဘူးဘာကြောင့်လဲရွှေမြိုင်ဆရာတော်ကိုမမေးပါနဲ့ကျုပ်လည်းမေးနေရတဲ့အနေထားပါသဘောပါလားအဲ့ဒါနဲ့မြတ်စွာဘုရားကပါဠိမတ်ဗမာစကားပြေသက်ပြောတော့မယ်။အိုနတ်တို့တန်တဲ့တရားမြတ်သီလိုရေးနဲ့မေးလျှောက်လာညာဟိုတရားမြတ်ကိုယ်စိတ်နှပါချမ်းသာခြင်းနဲ့ကိုယ်စိတ်နှပါမချမ်းသာမငြိမ်းချမ်းနေတာကတခြားကြောင့်မဟုတ်ဘူးတရားမင်းနဲ့အိတ်တာမစ္စရိယကြောင့်ဘာကြောင့်တော့ဟဲ့ဟာအဖြေပေါ်ပြီဟဲ့ဘာလဲတော့ဟဲ့တရားမင်းနဲ့ကိုယ်စိတ်နှပါမချမ်းသာနေတာတခြားကြောင့်ရကြောင့်မဟုတ်ဘူးကိုယ်စိတ်နှပါမချမ်းသာနေတာမငြိမ်းချမ်းနေတာဟာအိတ်တာနဲ့မစ္စရိယကြောင့်ဘာနဲ့ဘာကြောင့်
အိဒါနဲ့မစ္စရိယလို့ပြောလိုက်တာနဲ့အိဒါဆိုတာကိုထက်တာမနာလို့တာအိဒါမဟုတ်လားမစ္စရိယဆိုတာကိုရှိတာမပေးချင်တာမစ္စရိယဆိုတာမသေးကြဘူးလားကောင်းပြီအဲ့ဒါနဲ့တရားမင်းကဘုံတော်နေဝတော်လင်းသောပါတော်မူတော်မြတ်စွာဘုရားကိုစိန်တမမချမ်းမချမ်းသာတာအဲ့ဒီအိဒါမစ္စရိယတရားနှစ်ပါးကြောင့်ဆိုရင်ဒီအိဒါနဲ့မစ္စရိယကဘယ်ကလာတာလဲဖယားဟောတရားကမှန်လားဟေ့သေကနီးပြီလေဘ누구မင်းတော့တရားမင်းဟဲ့ပြောစမ်းလက်ပံကြီးပေါ်ခက်မြန်ပြောဗာမင်းတော့ဗာပြက်ကနီးပြီတော့သေကလေးတော့သူသိကျင်တာတဲ့တရားမင်းကမှန်လားဟေ့ခက်မြန်သိကျင်တော့သူဖြက်လန်းကျိတ်နေတယ်ဆိုတာမသေးကြဘူးလားအဲ့ဒါနဲ့တရားမင်းသေကနီးတော့အရှင်ဘုရားတဲ့အဲ့ဒီအိဒါမစ္စရိယတရားနမကဖေကလာတာလဲဖယားအဲ့ဒီကကြမှာတရားမင်းကိုအလွယ်မတန်မှဘုံကျက်တဲ့ရေသဘာတွေနဲ့ပြည့်စုံတဲ့မြတ်စွာဘုရားကတိလို့ရင်းနဲ့မေးလျှောက်လာညာဩတရားသင်ပြောတဲ့အိဒါမစ္စရိယတရားနှစ်ပါးကဘယ်ကလာတာလဲလို့မေးရင်ချစ်ချင်းနဲ့မုန်းခြင်းကလာတာပါလေတော့ဟေ့မှတ်တော်မူကြပါလက်ပံကြီးဘောကသက္ကာရကမတွေကိုစိန်နှစ်ပါးမချမ်းသာနေတာကဘယ်ဟာအိဒါနဲ့မစ္စရိယအဲ့ဒီအိဒါနဲ့မစ္စရိယကဘယ်ကလာတာလဲလို့မေးတော့ချစ်ချင်းနဲ့မုန်းခြင်းပြန်ပြောရေးချစ်ချင်းမုန်းခြင်းကြောင့်ဘာနဲ့ဘာဖြစ်တာအိဒါနဲ့မစ္စရိယဖြစ်တာဟုတ်မဟုတ်စဉ်းစားကြည့်ပေါ့ဝိပဿနာဝေဖန်ကြည့်ပါဝိသရဏသုံးသက်ကြည့်ပါဒီမောက်ကဘုရားရဲ့တရားဒေသနာတော်တွေကိုမှန်သလားမှားသလားဆုံးဖြတ်ကြည့်ဟုတ်တာပေါ့ကိုချစ်ရင်ကိုချစ်တဲ့အရာဆိုရင်မပေးနိုင်ဘူးလေချစ်ရင်မပေးခြင်းဘူးလက်ပံကြီးဘောကသက္ကာရကမတွေအခုအလှဝဲဆိုတော့တုထက်ကအပြိုင်အိမ်ရှိတဲ့ဟာလေးထုတ်ဝက်လာတယ်မဟုတ်လားဟဲ့ပြောစမ်းလက်ပံကြီးဘောကသက္ကာရကမတွေနေတိုင်းဝက်သလားအခုထုတ်ဝက်မလာဘူးလားဝက်လာတဲ့ဟာလေးတွေကိုမချစ်ဘူးလားလှူရဲသလားမလေးပေါ်တင်မယ်လက်ပံကြီးဘောကသက္ကာရကမတွေသဘောပါလားတက္ကမကြီးအခုတက္ကကြီးကိုခမရမချစ်ဘူးလားဘုန်းကြီးဝက်မယ်ရာသက်ပံကျုပ်ခေါ်သွားမယ်ဆိုခမရလှူမလားဟဲ့လှူမယ်တဲ့ကြီးစားလှူမယ်ဆိုတက္ကကြီးမချစ်လို့ပေါ့ဟာပြီးကြရောတက္ကမကြီးရမလုပ်ပါနဲ့အိုးချစ်ပါဦးနည်းနည်းလေးတော့အမလေးတကူတက္ကကြီးတနာစီကောင်းပါတယ်အမလေးတသက်လှုပ်ကြိုင်ကျွေးမွေးခဲ့ရတာအမလေးအခုလိုဤတော့လည်းမလုပ်ပါနဲ့အိုးပေါ့ချင်းရင်မပေးခြင်းဘူးပြောချင်တာကချင်းရင်ပါလေတော့ကျုပ်ဒါလေးလူခံကြည့်လေကွဲနေပြီမဲ့လို့ကျုပ်တရားဝဲတိုင်းဒါလေးနဲ့စာကြည့်ရတာဆိုတော့အလူခံကြည့်ပေးမယ်ထင်သလားကိုတော်တို့ဘုန်းကြီးတွေပူဆိုးလေးလည်းပြောမလဲမသိဟမ်ယူပတ်ခံတာဆိုတော့ပြောချင်တာကဘာလဲချင်းရင်မပေးခြင်းဘူးမပေးခြင်းတာသည်မစ္စရိယချစ်စိတ်ကြောင့်ဘာဖြစ်တာတော့တဘောပါရလားကိုမုန်းနေတဲ့ပုဂ္ဂိုလ်ကြတော့ကိုယ့်ထက်သာသွားမှလူလားသလားကြည်စမ်းဒန်တို့ကမလေးဒန်တို့လှုပ်ပြန်ပြီနဲ့နေတာပဲလေမှန်လားဟဲ့လှုပ်ကြပေါ့ဒန်တို့ဆိုတော့လှုပ်ကြပေါ့လက်ပံချီပေါ်ရေးတဘောပါရလားကိုမုန်းတဲ့ပုဂ္ဂိုလ်ကိုယ့်ထက်သာသွားမှကြတော့လူသလားဈေးတယ်ချင်းချင်မောင်ရွက်တယ်ချင်းဘာဖြစ်တာတော့မျက်စောင်းထိုးတာပါတဘောပါရလားချင်မောင်ရွက်တယ်ဟိုရွှေတယ်ကိုမျက်စောင်းထိုးသလားရွှေတယ်ချင်းပဲငရုတ်သီးရောင်းတဲ့သူချင်းပဲငရုတ်သီးသမားကရံဖြစ်တာတဘောပါရလားအယောင်းဝယ်လှုပ်တဲ့သမားကအယောင်းဝယ်ခြင်းပဲရံဖြစ်တာမဟုတ်လားနားလည်လားဟေ့တဘောပါလားမေတီလာရှင်ချင်းပဲအဲ့ဒီတိုင်းပဲဘုန်းကြီးချင်းပဲမျက်စောင်းထိုးတာမဟုတ်လားသဘောပါသလားနာရောလေသလားအဲ့ဒါကိုလက်ပံချီဘောကသက္ကာရကမတွေလောကစကလုံးနဲ့ပြောတော့အလုတ်သူတော့ယန္တူတဲ့ဗါလဲတော့ဒီသဘောမဟုတ်လားအဲ့ဒါလို့ဖြစ်တာဒါကြောင့်ချစ်ရင်မပေးခြင်းဘူးမပေးခြင်းတာဒီမစ္စရိယမုန်းရင်ကိုယ်ထက်သာသွားမှမလိုလားဘူးမလိုလားတာသည်အိတ်တာဒါဆိုရင်ချစ်လို့မစ္စရိယမုန်းလို့အိတ်တာဟာမြင်သွားပြီပဲ